min 0.4 နေပြီးတော့အမှတ်ကနေဒီရင်မြဲမှနေပြီးတော့3ပုံ1 2 3တလက်မှ1 2 3တစ်ခွဲ1 2 3တစ်ခွဲတစ်စိတ်အဲ့တော့တစ်ခွဲတစ်စိတ်တစ်ခွဲတစ်စိတ်ခုဆက်လိုက်တော့နောက်ရင်ချိန်မြတ်တော့ကြည့်လေရတယ်အဲ့ဒါဆိုလို့ရှိရင်ဒီကိုဒီကနေပြီးတော့ 0.2 လေးဝင်လိုက် 0.2 ကနေပြီးတော့ဒီပခုံးနည်းနဲ့ 0.2 နဲ့ဒီလိုလေးဆက်လိုက် 0.2 လေးဆက်ပြီးပါလို့ရှိရင်ဒီလေးနဲ့ဆွဲပြ